မှာဒီကောင်ကဘာတွေထူးခြားသွားလဲဆိုတော့ဒီကောင်ကမီး6ပွင့်ဖြစ်သွားတယ်ပေါ့နော်ဒီ grade တွေထဲမှာကွဲလာတဲ့ဒီ grade ကွဲပြားတဲ့ထဲမှာဒီကောင်လေးတွေကstyle မဖြစ်ခင်လေးပေါ့နော်ဘာမှမီးကြောက်တော့မပါဘူးဒါပေမဲ့အတွင်းကန်းလေးတွေဒီမိုက်တယ်ပြီးတော့ဒီ volume control တွေနဲ့ပေါ့နော်စသဖြင့်ပေါ့ပါသွားတယ်ဒါပေမဲ့ဒီကောင်တွေကဘာအားသာလဲဆိုတော့အဓိကပြောချင်တာကတော့ smart key digital ပါသွားတယ်ပေါ့နော်မင်္ဂလာပါဗျထုံးစံတိုင်းကျွန်တော်ကလင်းခအိမ်မှာပေါ့နော်ဒီနေ့ကျွန်တော်ကဒီကားလေးပေါ့နော်ဘယ်လိုပြောရမလဲဆိုတော့ဒီဆွတ်လေးပေါ့နော်ဆွတ်ထဲမှာဒီကောင်ကဘာတွေထူးခြားသွားလဲဆိုတော့ဒီကောင်ကမီး6ပွင့်ဖြစ်သွားတယ်ပေါ့နော်ဒီ grade တွေထဲမှာကွဲလာတဲ့ဒီ grade ကွဲပြားတဲ့ထဲမှာဒီကောင်လေးတွေကstyle မဖြစ်ခင်လေးပေါ့နော်ဘာမှမီးကြောက်တော့မပါဘူးဒါပေမဲ့အတွင်းကန်းလေးတွေဒီမိုက်တယ်ပြီးတော့ဒီ volume control တွေနဲ့ပေါ့နော်စသဖြင့်ပေါ့ပါသွားတယ်ဒါပေမဲ့ဒီကောင်တွေကဘာအားသာလဲဆိုတော့အဓိကပြောချင်တာကတော့ smart key digital ပါသွားတယ်ပေါ့နော်ဒီကောင်သူ့ရဲ့ model ကြီးအားလေးနဲ့သူ့ရဲ့ဒီကားပုံစံလေးတွေမှာ grade လေးတွေထည့်ရတော့ GDN ထဲမှာဆိုရင်တော့နည်းနည်းမိုက်တာပေါ့နော် model ကတော့2006ပဲထွက်တယ် license ကတော့2029 6လပိုင်းနေရှိရပေါ့နော်နီနက်တွေကင်းတယ်မိတ်တူပါနာအုံနာဖို့အရှုပ်ရှင်းကင်းတယ်ကားလဲတာဝန်ယူတယ်ပေါ့နော်ကျွန်တော်ရောင်းတဲ့ဈေးလေးပြောပြမယ်ဗျာရောင်းတဲ့ဈေးလေးကိုကျွန်တော်615ကိုကျွန်တော်ညှိနှိုင်းရောင်းပေးပါမယ်ပေါ့နော်ကားနဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်တို့က100ရာခိုင်နှုန်းတာဝန်ယူပေးမယ်ကျွန်တော်အတွင်းကန်းလေးပြကျွန်တော်လိုက်ကြည့်ပေးပါဦးဒီကောင်တာယာတွေကအလွိုင်းတွေဖြစ်သွားမယ်ဒီအလွိုင်းလေးတွေကလည်းမိုက်တယ်ပေါ့နော်တာယာတွေလည်းပြည့်တယ်တာယာလည်းအများကြီးကြံသေးတယ်ဒီမှာကျွန်တော်ပြချင်တဲ့ပုံကသူ့ရဲ့ဒီမှာ smart key ပါသွားမယ်ပြီးတော့ဒီမှာဒီ aircon system ကဒီမှာပါပေါ့နော် digital aircon တွေပါဖြစ်သွားမယ်ပြီးရင်ဒီမှာဒီ power window တွေပါမယ် power window ၄ခုပါလာမယ်ဒီ lock တွေပါမယ်ဒီမှန်နေပါတွေခလေးတွေပါပေါ့နော်မှန်နေပါဖွင့်လို့မရအောင် adjust လုပ်တဲ့ခလုတ်တွေပါလာမှာပေါ့နော်ပြီးတော့ဒီကောင်ခြေချော်မီးတွေပါသေးတယ်ဗျာဒီမှာ volume control ပါလာတယ် steer တိုင်းကြိုးကြုတ်ဖြစ်မယ် gear ကြိုးကြုတ်ဖြစ်သွားမယ်သူအားသာချက်ပေါ့နော်သူ့ရဲ့သက်စင်းမှာဆိုဗတ်မမီးကြောင်းနဲ့ရှေ့ share ပြောင်းတဲ့ style လောက်ပဲကြံတော့တယ်ဗျာနော်ဒီ model ထဲမှာဆိုဒါကျွန်တော်ဒီအတွင်းကန်းလေးပေါ့နော်အလဲမှာလက်တင်လေးတွေလည်းပါတယ်ပြီးတော့အတွင်းကန်းလေးလည်းတော်တော်တန့်တယ်ဗျာဒီသူ့ model ကြီးကနဲ့အိမ်သုံးမဲ့လူတွေဆိုအရန်အဆင်ပြေတယ်ပေါ့ဒါနောက်မီး2006မှာကျွန်တော်တခုပြောချင်တာက2006 2009မှာဒီနောက်မီးကမကြည့်ဘူးပေါ့နော်မီးအမိန်နဲ့လာတယ်ပေါ့နော်ကျွန်တော်တို့ဒါဂျယ်လီတို့လွယ်တကူသုံးတာဒီကောင်ကတော့2006မှာမီးကြည်နဲ့လာတယ်ဗျာနော်ဒါကျွန်တော်နောက်ခန်းလေးပြမယ်ဒါမိသားစုတွေပစ္စည်းပဲထဲပါထက်တဲ့ဒီရင်းလိတ်လေးပါလေးနဲ့အဆင်ပြေတယ်ဒီထဲမှာတော်တော်ကျယ်သေးတယ်ဗျဒါကျွန်တော်တပတ်ရိုက်ပြပါနော်ကားလေးကဘာပြောသူ့စေးသားလေးတွေအော်ဆေးလေးတွေပါလေးတော်တော်များများကြံသေးတယ်အဲ့တော့ကျွန်တော်ထုံးစံတိုင်း officer အကောင့်မှာတင်ပေးထားတယ်ဖုန်းနံပါတ်နဲ့တကွာစိတ်ဝင်စားတဲ့ဒီ customer တွေပေါ့နော်အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ်ပေါ့နော်ဒီကျွန်တော်ရဲ့ဒီအယောင်းပို့လေးတွေလည်းဒီကားနဲ့ပတ်သက်တဲ့ knowledge share လေးတွေလည်းshare လုပ်ပေးပြီးတော့ကျွန်တော်ကို like ပြီးတော့အပေါင်းလေးနေရင်လည်း follow လုပ်ပေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်ဗျာနော်